မနေပါအခုကတို့ကဘယ်သွားနေတာလဲ ။အော်နေရောက်ပိုင်ခွေးဆိုင်လေးမှာလေ။ကြံ promotion အဖြစ်20% discount တွေချပေးနေတာဟိုတနေ့ကတင်ထားတွေ့တယ် ဟုတ်လားဘာတွေချပေးတာလဲ ချပေးရတဲ့ facial treatment လေးတွေရခုံးရယ် eyeliner ရယ် lip color လေးတွေ20%ချပေးထားတာ ဟုတ်လား အဲ့ဒီအပြင်ကိုလေ carbon laser treatment လေးလည်း20%ချပေးထားသေးတယ် တကယ်လားအဲ့ဆိုသွားကြမယ်လေ အေးသွားကြမယ်နော် နေပါပါမမ မင်္ဂလာပါညီမလေးဟိုကလေညီမလေးတို့နေရောက်ပိုင် Grace မှာလေတကြံ promotion လေးပေးနေရဆိုလို့အဲ့ထဲမှာလေ voice spa ပိုင်းလေးတွေရောပါသေးလား အောင်မမလေးတို့စီမှာဆိုရင် Jam promotion အဖြစ် Lyco body spa လေးတစ်ချိန်ဝင်မယ်ဆိုရင်မျက်နှာ skin repair treatment လေးကိုလက်ဆောင်ဖြစ်ထည့်ပေးထားရနော် အော်ဟုတ်လား ဟုတ်ပါတယ်မရှင်အဲ့အရာတွေအပြင်ကိုညီမလေးတို့စီမှာ Brazil ရဲ့ဝက်စင်တစ်ချိန်ဝင်နေဆိုရင် vertical treatment လေးကိုလက်ဆောင်ဖြစ်ထည့်ပေးထားသေးရနော် ဟဲ့အဲ့ဒါဆိုအများကြီးပဲနော် အဲ့ဆိုသမီးကဝက်စိန်လေးဝင်နိုင်မယ်မမ အေးမကြီးရတဲ့အဲ့ဆိုချင် voice spa လေးဝင်လိုက်မယ်လေ Jam promotion လေးယူမယ်ဆိုရင်ဒီ house by Grace ရဲ့ TikTok account လေးကို follow လေးလုပ်ဖို့လိုရမယ်နော်